ကြောဂိုဂိုကျွန်တော်လည်းစမ်းပြမယ်တစ်ချက်လောက်ကြည့်လိုက်အောင်လို့အားရမယ်โอเคစမ်းပြမယ်โอเคဒီပြားပေါ့နော်သူစမ်းပြတယ်ဒီစမ်းပြတာပေါ်တဲ့တစ်တာနဲ့သူစားတာကိုဒီစမ်းပြတယ်တကယ်ရလားမရလားဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရမယ်ကျွန်တော်လည်းစမ်းကြည့်မယ်ကျွန်တော်တို့ဒီမှာရှိတယ်ဒါပေမဲ့နှစ်ပြားသုံးပြားရှိတယ်ဒါပေမဲ့ဒီအခုတော့ဒီတစ်ပြားနဲ့ပဲကျွန်တော်စမ်းပြမှာဖြစ်ပါတယ်လိုက်ကြည့်လိုက် let's go ကြောက်စပါတက်လိုက်မယ်ပြီးရင်ကြက်လိုက်လက်လေးနဲ့ပြီးရင်ကိုတုံးလေးကိုကောက်ကန်လိုက်ကိုတုံးလေးကိုကောက်ကန်ကြဒီလိုလေးစားလိုက်မိုက်ပါတယ်ဒီမှာလုံးဝမစားသေးတဲ့နေရာကျွန်တော်ပြပါမယ်ဒီမှာတော့အေးမိုက်ပါတယ်တကယ်မိုက်တယ်ကိုတုံးကစားလို့ရတယ်နောက်တစ်နည်းတစ်ပြားကိုစားပြပါမယ်ဒီမှာတစ်ပြားပါတော့ဒီမှာတစ်ပြားရှိဒီမှာဒီဘက်ကျတော့ကျွန်တော်ခဏကလက်ကမြင်ထားတာပေါ့ဒီဘက်ကလုံးဝမမြင်ရသေးတဲ့နေရာကိုကျွန်တော်ပြပါမယ်ပုံစံနဲ့လည်းကိုယ်လေးလောက်ပြောရအောင်ကျမိုက်ပါလေပုံစံနဲ့ပေါ်လို့ရတယ်ကောင်းပါလေကြောဂိုဂို